ကိုဝင်ရှိနေတာလုံးဝတေးကြပဲကိုဝင်ရှိနေတာကိုဝင်ရှိနေတာကိုမေရမသိတာသမင်းစားလို့ဘိုက်ပူတယ်ပဲထင်တာသူတို့ကဘိုက်အစားတွေများတယ်စားပြီးတော့ဘိုက်ပူလာတယ်ပဲထင်တာအမှန်တကယ်ကကိုဝင်ရှိနေတာဆရာလောက်တာမဟုတ်ပါဘူးရှင်ဒါတော့အကြံပေးတာမဟုတ်တတိချာလေးကိုမှတ်ထားစေချင်ပါတယ်16နဲ့မပြည့်သေးဘူးနော်ခလေးလေးမှငငယ်လေးရှိရမျက်နှာလေးမှာခလေးမျက်နှာလေးရှိသေးတယ်လုံးဝမေရလည်းငွေကိုလည်းသမီးမင်းကလေးမွေးတဲ့အခါကျကိုလည်းပြောမစို့လုံးဝစိတ်မကောင်းသမီးရီးစားရှိလားဆိုတော့ तू ကအခုချိန်ကြီးရီးစားမရှိဘူး तू ရီးစားကနိုင်ငံခြားမှာအဲ့ဒါဆရာမလည်းတေးချမိတယ်သမီးနော်ဒီကိစ္စကသမီးမအခုဘိုက်ထဲမှာခလေးရှိနေပြီကိုဝေရှိနေပြီအဲ့တော့သမီးခလေးအဖေကဘသူလဲခလေးအဖေကိုတိမှကြံတဲ့လုံကနေဆက်လုပ်လို့ရမှာမေအေးရဲ့သမီးနှစ်ယောက်ထက်ရှိတာသမီးမိန်းကလေးမွေးထားတဲ့အမေလေးဗျာနော်ဂယူးဆိုင်လို့ရအောင်ဒါနတ်စမကိုရန်ပေါ့ဗျာနော်သူကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုပေါ့ပြောလို့စိတ်မကောင်းစရာအဖြစ်အပျက်လေးတစ်ခုပေါ့ဗျာဒါသမီးမိန်းကလေးတွေကိုဗျာနော်တခြားလေးဒါဂယူးဆိုင်အောင်လို့ဆိုပြီးတော့မှပြောပြလာတာပဲဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားကျွန်တော်တို့ဒီဗီဒီယိုလေးကိုလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဗျာဒီနေ့ပေါ့နော်ဆရာမတို့စေကန်းကိုတာမင်းနှစ်ယောက်စေကန်းလာပြတယ်ဒါဒီလူနာကိုလည်းအဆက်ခွဲတာမဟုတ်သလိုဆရာမဒီဒါပြောမလို့ sharing တစ်ခုအနေနဲ့မိဘတွေကိုအသိပေးချင်တာလေးပေါ့နော်ဒီနေ့ဆရာမတို့စေကန်းကိုတာမင်းနှစ်ယောက်စေကန်းလာပြတယ်သမီးကတော့16နှစ်သမီးလေးက16နှစ်ရှိပြီမေအေးကတော့55နှစ်ရှိပြီ16နှစ်တယ်နော်တာမင်းနှစ်ယောက်စေကန်းလာပြတယ်အဓိကစေကန်းလာပြတာယောဂပြုလို့မဟုတ်ဘူးသိလားယောဂပြုလို့မဟုတ်သမီးလေးကထမင်းနေအရန်သူ့မိပြောတာပေါ့နော်သူ့မိပြောတာထမင်းနေအရန်စားပြီးတော့ခလေးကဘိုက်ပူလာတာတဲ့ထမင်းနေအရန်စားတယ်ဆရာမရဲတဲ့ခလေးရတဲ့ဟိုထမင်းနေအရန်စားပြီးတော့တဲ့စီးလဲ1မှန်တယ်1လဲမှန်တယ်ဒါပေမဲ့ထမင်းနေစားပြီးတော့သူကဘိုက်ကြီးကပူလာတာအဲ့ဒါကြောင့်မို့လာပြတာတဲ့မနက်9:00နာရီလောက်ကပေါ့နော်ဆရာမတို့စီကံနေရနေလာတယ်ဆရာမတို့ရက်ကွက်ကတော့မဟုတ်ဘူးကိုပဲရက်ကွက်ကနေလာကြအရင်ဆုံးဆရာနဲ့တွေ့တယ်မဆရာနဲ့သူကမပြောချင်ဆရာမနဲ့ပဲပြောချင်တာဆိုလို့ကိုယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ခလေးကိုမပြောခလေးက16နှစ်သမီးက16နှစ်ပေါ့နော်အလုပ်လုပ်တဲ့ဆက်ယုံစင်နဲ့သမီးလေးကဆက်ယုံစင်တာမင်းနှစ်ယောက်ထဲရှိတာအဲ့တဲ့ခါကျတော့သူ့အမေကအညာသူပေါ့နော်ပြောမယ်ဆိုရင်အေးအာကြီးပေါ့အဲ့ဒါကခလေးကထမင်းနေစားတယ်ဆရာမလည်းထမင်းနေလည်းသူအခုရပါထမင်းနေတအားစားလာတယ်ဝါလဲဝါလာတယ်ဘိုက်ကလည်းပူလာတယ်တဲ့သူကဆက်ရှိတ်အင်ကြီးဝက်လာရှိတ်အင်ကြီးဝက်လာတဲ့ခါကျတော့ဆရာမကဟုတ်ပြီသမီးအဲ့ဒါဆိုလို့ရှိရင်သူ့အိမ်ဆုံးပေးတယ်ဆရာမကသမီး menstruation မှန်လားဆိုတော့ menstruation မပေါ်တာက9လလောက်ရှိပြီဒီတစ်လဆိုရင်9လပြည့်သွားပြီတဲ့ menstruation မပေါ်ဘူးဒါပေမဲ့သူ့ရဲ့လက္ခဏာတွေကကြတော့ပြောမယ်ဆိုလို့ရှိရင်ဆရာမတို့ရဲ့အတွေ့အကြုံနဲ့ကြည့်မယ်ဆိုလို့ရှိရင်လုံးဝကိုဝင်ရှိနေတာအဲ့လိုမျိုးပေါ့နော်ရင်သားတွေဆိုလဲကြီးနေတယ်ရင်သားတွေဆိုလဲအကြီးတွေပဲသူ့ဘိုက်ကိုလှန်ကြည့်လိုက်တဲ့ချိန်မှာဘိုက်ကလေးကလုံးနေရပဲဘိုက်ကလုံးနေရပဲအဲ့နဲ့ဆရာမကရင်မော်တိချာတင်ပြီးတော့သူ့ဘိုက်တွေပါတယ်စမ်းကြည့်တဲ့ချိန်မှာလုံးဝခလေးပဲကိုဝင်ရှိနေတာပေါ့နော်ဒါပေမဲ့သမီးကိုမေးတယ်သမီးလေးရီးစားရှိလားဆိုတော့ရီးစားမရှိဘူးရီးစားရှိတယ်မြန်မာနိုင်ငံမှာမဟုတ်ဘူးသူရီးစားနိုင်ငံခြားမှာပေါ့အဲ့လိုပြောတာ6နှစ်နဲ့ဗျာနော်ရီးစားရှိတယ်ဗျာသူရီးစားလည်းနိုင်ငံခြားမှာလေဗျာနော်ဆိုတော့ဘယ်လိုလဲတော့မသိဘူးဗျာနော်ခုသူပြောသွားတာဗျာနော်ဆရာမပြောသွားတာတော့ဒါမိဘတော့ဗျာနော်ရိုးအေးဗျာအဲ့အနေပဲသူသမီးဘိုက်တွေပူလာတော့ဗျာထမင်းတွေအများကြီးစားလို့ဆိုတဲ့ပုံစံမျိုးနဲ့စေကန်းကိုလာပြတယ်ပေါ့ဗျာနော်တကယ်လည်းစမ်းကြည့်တဲ့ချိန်မှာခလေးပေါ့ဒါပေမဲ့လည်းအဲ့ယွယ်နေဗျာနော်ချက်ချင်းကြီးဒါသူ့မိကိုခလေးရှိနေရပါလို့တွားပြောရင်ဗျာနော်ဘာပဲနေလက်စမကြီးဆိုဗျာနော်သူလည်းဒါတွေးတော်ကြီးမပြောသေးပဲနဲ့ဗျာနော်ဘာကြီးဆက်လောက်ခိုင်းလဲဆိုတော့ဆက်ကြည့်လိုက်ပါအောင်နော်အဲ့နဲ့ဟုတ်ပြီအဲ့ဆိုစီးစစ်ကြည့်မယ်နော်ဆိုတော့ရတယ်စီးစစ်မယ်ပေါ့အမေကလည်းရတယ်ဆရာမလည်းစီးလေးစစ်ပေးပါဆိုအဲ့နဲ့ဆရာမကိုယ်တိုင်ပဲသူအိမ်နာနဲ့ခေါ်သွားပြီးတော့စီးစစ်သူစီးလေးတန်လေးယူပြီးတော့စီးစစ်တန်3ချောင်းနဲ့စစ်ကြည့်တဲ့အချိန်မှာ3ချောင်းလုံးမှာ2ချောင်းပေါ်တယ်3ချောင်းလုံးမှာ2ချောင်းပေါ်တယ်များသောအားဖြင့်တော်တော်များများသိကြတာကကိုဝင်ရှိတဲ့လက္ခဏာဆိုလို့ရှိရင်အစားပြတ်တဲ့အန်နဲ့ပြူတယ်เนาะအဲ့လိုမျိုးကလေးဆိုတဲ့ခါကျတော့အဲ့လိုလက္ခဏာတွေမပြအောင်သူ့မှာမပြောက် तू ကစားရတယ်စားလို့အရန်ကောင်းတယ်ပြီးလို့ရှိရင်ဝါလာတယ်ပေါ့နော်ဝါတုတ်လာကလေးကလုံးဝကို16နှစ်ပဲရှိသေးတယ်နော်16နှစ်တော့မပြည့်သေးဘူးဝါတုတ်ပြီးတော့လုံးကစ်ပြီးတော့ तू ကဆက်ရှက်အင်ကြီးကဘိုက်ကတော့ပြောမဆိုဘိုက်ကတော့တော်တော်ထွက်နေပြီဘိုက်ကတော့အင်ကြီးကလုံးဝဝါဝစ်ထားတာပေါ့နော်အဲ့နဲ့ဆရာမကဆရာကိုလည်းခေါ်ပြီးတော့ဆရာကြီးဒါတော့အရေးကြီးတယ်ပေါ့နော်သူ့ကိုမေးတော့လေအိမ်အောင်လဲရီးစားလည်းမရှိဘူးရီးစားတော့ရှိတယ်နိုင်ငံခြားမှာဆိုတော့ကဆရာမတော့ဆက်ပြောလို့မရအောင်အဲ့နဲ့ကိုဘက်ကတေချာသွားအောင်ဆိုပြီးတော့သူ့ကို ultrasound ရိုက်ဖို့အတွက်ဆရာမတို့ကနေ refer လေးပေးလိုက်တာပေါ့နော်အထွာဆောင်ရဖို့တော့ကို refer ပေးပြီးတော့ညနေကြလို့ရှိရင်ပြန်လာခဲ့ပါဆိုပြီးတော့ပြန်ချင်းလိုက်တယ်အဲ့ဒါနဲ့အဲ့ဒီသမီးကိုအထွာဆောင်ရိုက်ခိုင်းလိုက်တယ်ပေါ့နော်အရင်ကဆရာအထွာဆောင်ရိုက်ဖို့တော့ refer လေးပေးလိုက်တယ်ပြီးတဲ့ခါကျတော့သူတို့ဆိုမသိမှဆိုလို့ဆရာမဒီအထူးခုစေကမ်းမှာပဲတခါတည်းဖုန်းဆက်ပြီးတုံးကြီးတော့ဘယ်အချိန်မှတုံးကြီးနဲ့မဘလောက်ရတယ်ဆိုတော့တခါတည်းပြောပြီးတော့တခါတည်းရိုက်ခိုင်းလိုက်တယ်ရိုက်ခိုင်းပြီးတော့အမရဲ့အရေးကြီးတယ်တော့ဒါလေးကိုခုစင်သွားရိုက်ပေးပါရိုက်ပြီးတော့ညနေကြလို့ချက်ချင်းပြန်လာခဲ့ပါသူကစိတ်ပူသွားတယ်သူ့မိကဆရာမဘာယောဂလဲမဟုတ်ဘူးဘာယောဂလဲဆိုတာပြောဖို့ထက်ကိုဆရာမတို့က
တိကျသေးကြတဲ့အဖြေလေးကိုသိချင်နေတာဒီအဖြေလေးကိုသိကမှဆရာမတော့ဘာရောကလဲဆိုတော့ပြောပြလို့ရမှာပါအမဒါလေးတော့ကူညီပေးပါဆိုတာမင်းညောင်လုံး ဒီဆရာမတို့ရဲ့ဒါစိတ်ထားလေးလည်းကောင်းတယ်ဗျာနော်ဘာပဲနေဒါအရန်ကြီးဗျာနော်သူတို့လှုပ်ခက်ခက်ကြီးဖြစ်သွားမှာဆိုလို့ဗျာနော်တေချာတေချာအောင်ပေါ့ဗျာနော်မတေချာပဲပြောရဆိုတာမျိုးနဲ့ဖြစ်ရှင်းနေရတာမျိုးလေဒါဘာပဲနေလုံနေရလည်းမကောင်းဘူးနေနော်ဒါတော့ဗျာနော်ဘာပဲနေသူ့မရတော့ဗျာကြည်ရတဲ့ပုံစံတော့သူကလေးလေးဗျာနော်စားနိုင်တောင်းနိုင်လာပြီးဝါလာတယ်ဆိုပြီးတော့ဒီတက်ရွယ်နေဆိုဗျာနော်ဘယ်ထင်မလဲပြောမဆိုဗျာနော်သူပြော16တောင်မပြည့်သေးဘူးဆိုဘယ်ထင်မလဲဗျာနော်ဒီကြားတဲ့ဥမှာသူကရီးစားရလည်းရှိတယ်သူရီးစားလည်းနိုင်ငံခြားမှာသူလောက်တာအခုစက်ယုံထဲမှာဒီကလေးလေးကနော်ပြောမယ်ဆိုဒါမှမဟုတ်ဝါတယ်ဆိုတာအစားလို့မဟုတ်ဘဲနေဗျာနော်ပြောမလို့အေးပေါ့စားလို့ပါပဲနော်ဆိုတော့ဘာနေစကောင်းကြပါပဲ တော်လက်လို့ကောညနေ6နာရီခွဲလောက်ကျတော့ပြန်ရောက်လာတယ်သားမင်းညောင်ပြန်ရောက်လာအဲ့အဖြေလေးလည်းကင်ပြီးတော့ပြန်ရောက်လာတဲ့ခါကျတော့ဆရာကဘာပြောလိုက်သေးလဲဆိုတော့ဘာမှမပြောလိုက်ဘူးတဲ့ကလေးက main ကလေးဆိုတော့ပြောလိုက်တယ်ဆိုတော့အဲ့အချိန်မှာသူမေရောတမီရောတမီကတော့ဘာမှမဖြစ်ဘူးမေကတော့ငိုနေတာပေါ့နော်ငိုထားတာပေါ့ကွယ်ညင်လည်းမျက်နှာကျန်တယ်သိတာပေါ့နော်ငိုထားတာအဲ့ဒါဆရာမနဲ့ဘာလဲဆိုတာတိတိကျကျလေးပြပြပေးပါဆိုတာနဲ့အိမ်ကဆရာတီချာလေးဖတ်ပြလိုက်တယ်ခလေးက main ကလေးဖြစ်တယ်ပြီးလို့ရှိရင်အပတ်ရကျတဲ့ခါကျတော့22ပတ်ရှိသွားပြီကိုဝင်ရှိနေတာလုံးဝတေးကြပဲကိုဝင်ရှိနေတာကိုမေကမသိတာသမင်းစားလို့ဘိုက်ပူတယ်ပဲထင်တာသူတို့ကဘိုက်အစားတွေများတယ်စားပြီးတော့ဘိုက်ပူလာတယ်ပဲထင်တာအမှန်တကယ်ကကိုဝင်ရှိနေတာအဲ့ဒီခါကျတော့ဆရာမပြောချင်တာအခုကြည့်နေတဲ့ထက်မှာမိဘတွေပါတယ်ဆိုတော့ကိုသမီးလေးတွေအရွယ်ရောက်လာပြီဆိုလို့ရှိရင်အပြိုမော်ဝင်စားအချိန်မှာမဆွေးချင်းဖြစ်တာဒီရက်ကြော်တာရှိတယ်လားကြော်တာရှိတယ်အဲ့လိုမျိုးလို့ဆိုကိုကဂယုစိုက်ပေးပါသူတို့ဖြစ်တဲ့ရက်ကလေးကိုသေချာလေးမှတ်ထားပေးပါဒီလမှာဒါဖြစ်မဲ့ဆိုရှေ့လမှာပိုတာလိုတာရှိဒါပေမဲ့ကိုကမအေးတယောက်အနေနဲ့သေချာလေးဆရာမကတော့ဗောနော်ဟိုဆရာလောက်တာမဟုတ်ပါဘူးရှင်ဒါတော့အကြံပေးတာပါသေချာလေးကိုမှတ်ထားစေချင်ပါတယ်ပြီးလို့ရှိရင်ဖြစ်မဲ့ရက်တွေမှာဆိုလို့ရှိရင်အချင်းအဆက်တွေစားလာမျိုးကောင်းလျှော်တာမျိုးချုပ်စားတွေစားမျိုးမလုပ်စေချင်ဘူးဗောနော်သူ့အမေအနေနဲ့ကကြတော့သမီးကတော့16နဲ့မပြည့်သေးဘူးနော်ခလေးလေးမှငငယ်လေးရှိရမျက်နှာလေးမှာခလေးမျက်နှာလေးရှိသေးတယ်လုံးဝမရလဲငွေကိုလည်းသမီးမင်းကလေးမွေးတဲ့ခါကျကိုလည်းပြောသူမွေးမဲ့ကလေးလေးကလည်း main ကလေးပဲဗျာနော်သူ့တက်ကလည်းဒါ16တောင်မပြည့်သေးဘူးဆိုတော့စဉ်းစားကြည့်ရောဘလို့နော်ဒီအရွယ်တွေကပြောမှဆိုမောင်နှမအတတာရောပါဘူးဒါအရွယ်ရောက်လာမတိမ်ဆောင်းနေရတာဖြစ်ကုန်ပြီလေနော်ဘာပဲနေဘွားကြီးတွေလည်းဘာဆိုဘာမှမပြင်ဆင်ရသေးဘူးဒီတက်ရွယ်မှာအဲ့ဒါကိုနောက်ထပ်ဒီလိုမျိုးနောက်တဦးထပ်တိုးလာပြီဆိုတော့ဗျာနော်ဒါကြီးတွေကတကယ်တမ်းပြောရင်ဒီလိုမျိုးပဲဆရာမကဒါမိဘတွေကိုဗျာနော်မိန်းကလေးသမီးမိန်းကလေးမွေးထားမိဘတွေကိုတတိထားလို့ရအောင်ခုလိုမျိုးဒါဆရာမကိုယ်တိုင်ပြောပြပေးရတော့တော်တော်လေးဒါဘာပဲနေကောင်းတယ်ဘာလို့ဆိုနာမည်လေးဆိုင်မပါရဆိုသူတို့လည်းဗျာနော်ရှက်ကွဲရတော့မရဘူးလေဗျာနော်ဘာပဲနေသူတွေးခဲ့တဲ့တွေးကြုံတဲ့ခုလိုမျိုးဒါပြန်ပြီး view site လို့ရအောင်လို့ sharing လုပ်ပြီးခုခါလည်းအဲ့လောက်ကြီးတည်ဗျာနော်ဖုန်းပြနေစမ်းမလို့ပြောရဆိုရင်လည်းဘာပဲနေ view site ထားတော့လုံးဝမမှားဘူးပေါ့ဗျာနော် okay ဆိုလုံးဝစိတ်မကောင်းပြမဆိုအညွတ်တက်နေတဲ့အရွယ်လေးပြီးတဲ့ခါကျတော့မေးကြည့်တယ်တပိရီးစားရှိလားဆိုတော့ तू ကအခုချိန်ကြီးရီးစားမရှိဘူး तू ရီးစားကနိုင်ငံခြားမှာအဲ့ဒါဆရာမလည်းတေးချမိတယ်တမိနော်ဒီကိစ္စကတမိမအခုဘိုက်ထဲမှာခလေးရှိနေပြီကိုဝေရှိနေပြီအဲ့တော့တမိခလေးအဖေကဘာတူလဲခလေးအဖေကိုတိမှကြံတဲ့လုံမနေဆက်လုပ်လို့ရမှာမေအေးရဲ့တမိ2ယောက်ထက်ရှိတာဆရာမအမှန်ပြောမဆိုလို့ရှိရင်ကိုနဲ့တော့မဆိုင်ဘူးဒါပေမဲ့ကိုရဲ့ဆွေမျိုးတယောက်တည်းလို့ကိုလည်းခံစားရတယ်ကိုရဲ့ဒီလားအဲ့နဲ့သမီးပွင့်ပွင့်လေးပြောမှဆရာမတော့ကိုညီပေးလို့ရမှာကျွန်တော်ဘာမှလုပ်ပေးလို့မရဘူးဆိုမအေးရလဲမေးတယ်ဒါပေမဲ့ तू ကရီးစားမရှိဘူးသူရီးစားရှိတယ်နိုင်ငံခြားမှာသူတို့တွေကဘာမှမဖြစ်ထားဘူးမအေးရလဲအဲ့ချိန်မှာလေးပိုင်းနာထားလိုက်တာနော်ဒါပေမဲ့ तू ဒီလုံးဝမပြောအဲ့တော့သူ့အမေကဘာပြောလို့ဆိုဆရာမဒီကလေးကိုမလိုချင်ဘူးဒီကလေးကိုဖျက်ချခြင်းတယ်ဒါပေမဲ့ဆရာမတော့လူပဲကဲတာဖျက်ချလို့မရဘူးအမဖျက်ချလို့မရတော့ဘူးမွေးတော့မှာ9လကျော်နေပြီ6လတည်းမှလို့ခလေးကမွေးတော့မှာခဏနေဒီမှာနေတာဆိုလို့ရှိရင် तू 14နှစ်လောက်တည်းဒီဘက်ရောက်ရန်ကုန်ရောက်တော့3နှစ်ရှိပြီတဲ့3နှစ်ရှိတော့ तू ကိုဆက်ရုံစိမ့်ပြီးတော့မိဘလို့ပြောတာမင်းနှစ်ယောက်ပဲရှိရအဲ့ဒါခါတော့မေအေးရလည်းပြောတယ်ဒါပေမဲ့ခလေးကောင်းမလေးကလုံးဝမေးလို့မရအောင်မေးလို့ခါဆရာမပြောသမီးပြောမှရမှာဒီကိစ္စပြောမှရမှာဖေးဖော်မှရမှာပေါ့နော်ဖြတ်ချလို့လည်းမရဘူးဖြတ်ချလို့ရှိရင်တာမင်းညလုံးဖမ်းခံရမှာဒီလားဖြတ်ချလို့မရဘူးပြီးရင်သူများအသက်ကိုတတ်မယ်ဆိုကိုကအရင်ဆုံးသိမှာဆရာမတခါနဲ့အဲ့လိုတွေပြောပြလိုက်တာပြောပြလိုက်တဲ့ခါကျတော့ကောင်မလေးဘလို့လဲဆိုတဲ့ခါကျတော့သူရီးစားတွေများလာထင်ပါတယ်ရီးစားတွေများတဲ့ခါကျတော့ဘသူ့ကိုပြောလို့ပြောရမှာမသိဘူးဖြစ်နေတာအာနဲ့ကျမလည်းအကြံပေးလိုက်တယ်အမအိမ်ကျမသမီးကိုတေးသေးချာလေးမေးပြီးတော့တေးသေးချာလေးဆုံးဖြတ်ပါဆိုပြီးတော့ဆရာမတော့အကြံပေးပြီးတော့အဲ့လိုလေးပဲပြန်လှောက်လိုက်တော့တယ်ကြားရတဲ့အတိုင်းပဲဗျာနော်မိတ်ဆွေတို့ဗျာနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှဘယ်လိုမျိုးထင်မြင်ကြလဲပေါ့ဗျာနော်မိတ်ဆွေရဲ့ထင်နေမြင်လို့လဲအောက်ကကွန်မန့်မှာဝင်ရောက်မှန်းခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာလည်းထပ်တွေ့ချင်ပါသေးတယ်အားလုံးပဲတတ